Hello အားလုံးမင်္ဂလာပါဒီလိုဘက်ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒါမင်းညပွဲမှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဒါလီဗာပူးပေါ့နော်သူတပြည့်ဒါကျွန်တော်တို့ FA ကပွဲမှာမင်းညကဒါလီဗာပူးတင်းတဲ့ဒါ Brighton နဲ့ဒါတွေ့ကြတယ်ဒါပေမဲ့လီဗာပူးအသင်းကဒါ Brighton ကိုခြေစွမ်းအသာစီးရမှုနဲ့ကျွန်တော်3-0ဆိုတဲ့ကြိုင်နဲ့အနိုင်ရရှိခဲ့ပေါ့နော်သူတပြည့်ဒီပွဲမှာဒါခြေစွမ်းပြတဲ့ကစားသမားတွေအများကြီးရှိခဲ့တယ်လို့ကျွန်တော်တို့အသင်းအတွက်အများကြီးအထောက်အကူဖြစ်မဲ့ဒါရေရှည်ပလန်အတွက်လည်းအများကြီးဒါအလားလိုက်မြင်ရတဲ့သမားတွေလည်းဒီပွဲမှာတွေ့ရရတယ်ပေါ့နော်သူတပြည့်ကျွန်တော်ပထမဦးဆုံး point လုပ်ချင်တာကတော့မီလိုဂါကက်စ်ပေါ့နော်မီလိုဂါကက်စ်ကညကပွဲမှာဒါရောဘတ်တိုကားလိုစ်တို့ဒါမာဆယ်လိုတို့ကိုဝင်စီးသလားတော့အောင်မရတော်တော်လေးစူးစမ်းပန်းစားဆော့တာတွေ့ရတယ်ပြတ်တုံးမှုတွေရောဒါအေရီဂျူရီတွေရောအကုန်လုံးရှေ့တန်းလိုက်ပါမှုကစားအသက်ဆင်းနေမှန်ကန်မှုကစားလုံးဝဘာမှပြပြောစရာမရှိတဲ့ကစားသမားတယောက်နောက်တစ်ယောက်ကဒါကျွန်တော်တို့သူတပြည့်ကျွန်တော်တို့ရဲ့ legend ပေါ့နော် legend တွေကမိုဟာမက်ဆာလက်ပေါ့မိုဟာမက်ဆာလက်ကိုဒါကျွန်တော်တို့ပထမပွဲတွေမှာအများကြီးဝေဖန်ခဲ့တယ်ဒါပေမဲ့ချီကျူးတင်းနေဟောက်လဲကျွန်တော်ချီကျူးရမယ်ပေါ့နော်ဘာလို့လဲမင်းညပွဲမှာမိုဟာမက်ဆာလက်ကဒါငဲမှုပြန်သလားတော့ကျွန်တော်အောင်မရတယ်တော်တော်လေးကောင်းခဲ့တယ်ဒါသူတော်တော်လေးညှစ်ပြီးတော့ပြောမိုဟာမက်ဆာလက်ကညှစ်ကစားရပြားတယ်ဗျညှစ်ကစားဆိုတာတော်တော်လေးစူးစမ်းပန်းစားစော့ရင်ဒါအရန်ကောင်းတဲ့ player တယောက်ပဲဒါကဘာမှအဖြစ်ပြောစရာအကြောင်းမရှိဘူးအဲ့တော့ညပွဲမှာတော်တော်လေးကောင်းခဲ့တယ်အထူးသဖြင့်ဒါသူဂိုးတကူလည်းရတယ်ကျွန်တော်ဒါ assist တစ်လုံးလည်းရတယ်ပေါ့နော်သူ့ရဲ့ assist ဆိုလို့ရှိရင်ဒါလုံးဝတော်တော်ကြီးကိုပြောင်မြောက်တဲ့ assist လို့ပြောရမယ်ကော်ဒီကပ်ပိုဆွဲလာတယ်ပေးလာတဲ့လုံးဝမြေမကျဘောကိုတခါတည်းဒီဆိုဘိုစတိုင်ရဲ့နေရာကိုကန်မှုအတွက်လုံးဝခင်းပြီးတဲ့လုံးကြီးအရန်ကိုဒါလေးချမ်းနေပဲလုံးလို့ရတဲ့ကစားသမားပေါ့နော်သူတပြည့်ဒါမိုမန်ဆာလက်ကိုဒါကျွန်တော် point လုပ်ချင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါအမြဲတမ်းဒီယာဒီမှာပွဲတိုင်းလိုချီကျူးနေရတဲ့ဒိုမနစ်ဆိုဘိုဆိုင်ပေါ့နော်ဒိုမနစ်ဆိုဘိုဆိုင်ကလည်းဒီပွဲမှာတော်တော်လေးကောင်းခဲ့တယ်သူ့ရဲ့အဓိကနေရာပေါ့နော်သူတပြည့်ကွင်းလင်မှာကစားရင်ဒီဒိုမနစ်ဆိုဘိုဆိုင်ကတခြားပလီယာတွေဘလို့မှရှင်လို့မရတဲ့ဒါဒီနှစ်မှာဆိုလို့ရှိရင်ပေါ့နော်သူတပြည့်ဒီနှစ်မှာလုံးဝရှင်လို့မရတဲ့သမားတယောက်ဆိုတာဒါကျွန်တော်အထင်သာမြင်ရတယ်ပေါ့နော်ဒါမိုမက်ဆာလက်ကလည်းပွဲပြီးမှပြောခဲ့တယ်အမေFAကဘလို့မြင်လဲဘာညာပြောကြတယ်မိုမက်ဆာလက်ကငါတို့ရဲ့ဒီဖလာကဒိုမနစ်ဆိုဆိုင်ပေါ်မူတည်ရပေါ့နော်သူကဒီယာဒီမှာလုံးဝ one of the best player ဆိုပြီးတော့ဒါပြောပါတယ်အဲ့တော့မိုမက်ဆာလက်တို့ဒါ legend တွေဒါခင်းနေတော့ဒါ point out လုပ်နေပြီဆိုတော့ဒါဒိုမနစ်ဆိုဆိုင်ကဒါဒီယာဒီအတွက်အပေါ့နော်ဒီယာဒီအတွက်တော့ဒါတော်ကြီးကိုအရန်ကိုအားကိုးရကစားသမားတယောက်သူတပြည့်နောက်ကစားသမားကြီးလည်းကောင်းတယ်ဗျာသူတပြည့်ဒါကိုနာတေးတို့လည်းကောင်းတယ်ဗန်နိုက်တို့လည်းကောင်းတယ်ဒါဗန်နိုက်တို့တော်တော်ကြီးပထမပိုင်းမှာshaky moment တွေအများကြီးတွေ့ခဲ့ရတယ်ဒါပေမဲ့သူတပြည့်ပွဲအားလုံးကိုခြုံကြည့်မယ်ဆိုတော့ဒါဗန်တိုက်လည်းအပြည့်ပြောစရာအဲ့လောက်ကြီးမရှိဘူးပေါ့နော်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်မက်ကလစ်စတာတို့လည်းကောင်းတယ်ဂါတီဂျုံးဆိုလို့ရှိရင်လည်းသူ့ရဲ့ဒါ right back သူ right back တော့ဆော့ခဲ့ဘူးတယ်ဒါပေမဲ့ right back နေရာမှာဆိုလို့ရှိရင်တော်လေးကောင်းလေးနဲ့ဒါခြေစွမ်းပြခဲ့ပေါ့နော်ဟိုသူရဲ့ဒါရှေ့တန်းလိုက်ပါမှုတွေဒါအသက်ဆင်းမှန်ကန်မှုတွေတချို့ moment တွေ shaky moment တွေတော့ရှိခဲ့တယ်ဒါပေမဲ့ဘာမှပြောစရာမရှိဘူးသူကိုတကိုလည်းရအောင်သွင်းပေးခဲ့တယ်ပွဲတစ်ပွဲလုံးနဲ့ခြုံကြည့်တော့ဒါအကောင်းဆုံး player တွေမှာတစ်ယောက်ပါဝင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တိုက်ပွဲမှာအရန်နှမျိုးကိုကောင်းတဲ့လုံးကတော့အန်ဂမ်မူဝါရဲ့အလုံးပေါ့နော်ရီယိုအန်ဂမ်မူဝါလည်းဝင်လာတယ်ဒါပေမဲ့ရီယိုအန်ဂမ်မူဝါရဲ့အလုံးကတကယ်ကြလို့ရှိရင် VAR သာရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဂိုးကဒါကျွန်တော်တို့ဂိုးဖြစ်ပြောလို့ရတယ်ပေါ့နော်ဒါ VAR မရှိတော့ကျွန်တော်ဒီဂိုးကိုဒါလူဂျွန်မောနေနဲ့ပဲတတ်မှတ်ပြီးတော့အရန်နေတာခဲ့ရတယ်အဲ့တော့ဒီလီဗာပူးကဒီဦးချိန်မှာဆိုလို့ရှိရင်ပရီးမီးယားလိကလွှဲတခြားဖလားတွေမှာဒါအကောင်းဆုံးဒါခြေစွမ်းပြနေတာအကောင်းဆုံးဟိုပုံစံတွေလုပ်ပြနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဒီ FA Cup တွေပါကြီး FA Cup ဒါမှမဟုတ် Champions League ဖလားတစ်လုံးလုံးပဲရသွားနိုင်မလားဒါမှမဟုတ်လို့ရှိရင်ဒီယာဒီမှာ Champions League ဝင်ခွင့်နဲ့ပဲကျွန်တော်တို့အဆုံးသတ်သွားမလားအဲ့ဒါပတ်သက်ပြီးညီကိုတို့အနေနဲ့ comment ဝင်အောင်ဆွေးနွေးပြီးလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင်ကျွန်တော်ရဲ့ page ဒါ like the liver back ကိုလည်း like and follow လုပ်ပြီးမြင်တိုင်ခဲ့ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်